မင်္ဂလာပါခင်ဗျာတစန်းရှိတဲ့ကျူဆိုပါတယ်ကျွန်တော်မတွေ့ရလဲကြာပြီကျွန်တော်လည်းခုလောပို့စီကိုမတင်ဖြစ်ဘူးဒီတစ်ခေါက်ပြချင်တဲ့ထည်လေးကဘာလဲဆိုရင်တော့အထည်မဟုတ်ပါဘူးလက်တော့ပွားလေးတွေပါရှီလက်တော့ပွားလေးနဲ့မိတ်ဆက်ပြီးလို့ပါတယ်ရှီလက်တော့ပွားလေးတို့တချို့ဝယ်နေကြသမားတွေတော့တိတယ်လာဝယ်ကြတယ်တချို့ကျတော့လက်တော့ပွားလေးတွေဒီရှီတစ်ဖက်လေးတွေဖြစ်တစ်ဖက်လေးတွေပြီးတော့ဖြင်းအင်းတွေဖြစ်တစ်ဖက်လေးတွေမယောင်းလားစောင်းနေမြောင်းလားမေးလို့လာပြပေးတာဖြစ်ပါတယ်စောင်းနေဖြစ်တစ်ဖက်တွေဖြင်းပိန်တွေဖြင်းအင်းကြီးတွေရှီတစ်ဖက်တွေဖောက်ကွက်တွေရောင်းပေးပါတယ်ငကွာလေးရောင်းပါတယ်အခုလေးရောင်းပါတယ်နောင်လေးရောင်းပါတယ်ဘာဖြစ်လို့လဲဆိုတော့တစ်ခါတည်းကျရင်ပို့စ်ကမတင်အားလို့ကိုယ့်စီဝင်နေကြဟောက်တယ်နဲ့ပဲအပက်လဲနေတာဖြစ်တဲ့အတွက်ဒါဝေးအောင်ချပေးနေတာဖြစ်ပါတယ်လောလောဆယ်တော့ကျွန်တော်လည်းအချိန်ကြီးနေရလို့ရတဲ့အထည်လေးကိုပြပေးတာဖြစ်ပါတယ်ဒီချီကွက်လက်တော့ပွားလေးကဆိုရင်တစ်ထုပ်မှာ10တယ်ပါပါတယ်ခင်ဗျာဒီတစ်ထုပ်မှာဆိုရင်10တယ်ပါပါတယ်တစ်ထုပ်ကို9500နဲ့ချပေးတာဖြစ်ပါတယ်တစ်ထည်ကို950ပဲကျပါတယ်ကိုတစ်ခုကိုလူလို့ရှင်တာလေးတွေပြန်ကန်းချင်တာလေးတွေမှာဆို300ရပါတယ်တစ်ထည်ကို950ပဲကျပါတယ်ဆယ်တွေပါထုတ်ကို900နဲ့ရောင်းချပေးတာဖြစ်ပါတယ်တရားရခိုင်နှုန်းကခွင့်ရတဲ့ရှင်တွေလှုပ်ထားတဲ့ပိတ်စာတွေကိုလက်တော့ပွားလေးချုပ်လို့ရောင်းချပေးတာဖြစ်ပါတယ်ရှီမစစ်မှာမပူပါနဲ့ရှီစစ်ပါတယ်ရှီစစ်မှာလက်တော့ပွားတော့ရတာအဆင်ပြေမယ်ရေစုပ်မယ်အချောင်းမြန်မှာအနမ်းမထွက်ပါဘူးရှီမစစ်တဲ့ဟာတွေဆိုအနမ်းနေထွက်လာတာပါရေမစုပ်တာဖြစ်တဲ့အတွက်ကြာတော့ရှင်စိုးရင်းနာလာပါတယ်ဒီလက်တော့ပွားတွေတရားရခိုင်နှုန်းရှီစစ်ပါရှီမစစ်ရင်လူပြန်အပ်ပေးပါမယ်တချို့ကျတော့လက်တော့ပွားလေးတို့မေးကြတယ်ဝယ်ခြင်းနဲ့ဆိုင်အလေးကဘယ်လောက်ရှိလဲမေးကြပါတယ်ဆိုင်အလေးကိုတစ်ခါတိုင်းပြပါမယ်ဒီမှာတိုင်းပြပါမယ်နော်ဒီမှာဆိုရင်18လက်မှရှိပါတယ်ဒီဘက်မှာလည်း19လက်မှတော်တော်လေးရှိပါတယ်ဒီကောင်ပတ်လည်းရှိတယ်လက်တော့ပွားလေးဖြစ်ပါတယ်ကာလာဆိုရင်ရှိနိုင်ပါတယ်လေးဘက်လုံးကလည်းနားလုံးသားဖြစ်တဲ့အတွက်မိမိစီရောက်လာတဲ့ခါမှာတန်းပြီးတော့ရေချော်ပြီးတော့သုံးလို့ရပါတယ်ရေချော်ရဲဆွဲတဲ့ဟာလည်းအသားတောက်အောင်လို့ကိုယ်တင်ထားဖြစ်တဲ့အသားလေးကလောလောဆယ်တော့မာနေပါတယ်ကိုယ်ရောက်တဲ့ခါမှာရေချော်ရဲရင်တော့အသားလေးကဣပြီးတော့ရှီသားစစ်ဖြစ်တဲ့အတွက်သုံးရတာအဆင်ပြေပါတယ်ကျွန်တော်စီကဝယ်ပြီးတဲ့သူတိုင်းပြပါတယ်လက်တော့ပေါ်ရှိစီတောင်းအမခံပါတယ်ဈေးကွက်တွေမှာရှိရောတွေတော့ရှိပါတယ်ရှိရောတွေကတော့ဈေးသက်သာပါတယ်ခင်ဗျာဒီကတော့လုံးဝရှိမရောပါဘူးရိုင်းနေကြပါအာလူကို FCA ဆိုတဲ့အစရှိတဲ့ delivery ရုံးက300ကျော်တယ်မြန်မာနိုင်ငံမှာရှိတဲ့မြို့နယ်ပေါင်း200ကျော်ကိုနေ့စဉ်ပို့ဆောင်ပေးရရှိပါတယ်၎င်းဝယ်ယူတဲ့ကစားမတိုင်းကိုလည်းဖိတ်ခေါ်ရရှိပါတယ်အထုပ်90တရားတည်တံ့ဈေးလည်းရှိပါတယ်ခင်ဗျာ cash on delivery COD စနစ်နဲ့ချပြတာဖြစ်တဲ့အတွက်ယုံကြည်စိတ်ချစာနဲ့မှာလို့ရပါတယ်ဖိတ်ချရတဲ့ဆိုတဲ့နေရာမှာတော့ကျွန်တော်စီကဝယ်တဲ့ပစ္စည်းတွေကိုဖိတ်ချစာနဲ့ဝယ်လို့ရပါတယ်တရားကနုရှိတဲ့ပစ္စည်းတွေကိုလည်းရောင်းချပေးတာဖြစ်တယ်လို့ရည်သွေးမြင့်တဲ့ပစ္စည်းများကိုလည်းထုတ်ရောင်းချပေးတာဖြစ်ပါတယ်ဒါကြောင့်ယုံကြည်စိတ်ချစာနဲ့ဝယ်လို့ရတယ်စီရီစနစ်နဲ့ရောင်းချပေးတာဖြစ်တဲ့အတွက်မှာလိုက်တဲ့ပစ္စည်းကကိုယ့်စီရောက်မှာကိုယ့်အမှုဖိတ်ချရဖြစ်တဲ့အတွက်ဒီဟာဒီနေနေမှုမဟုတ်ပါဘူးကိုတကယ်မှာလိုက်ပစ္စည်းကကိုယ့်စီရောက်လာဖြစ်တဲ့အတွက်အဲ့ဒါကိုမူရှိရဖြစ်တဲ့အတွက်ဖိတ်ချစွာနဲ့ဝယ်လို့ရတယ်ယုံကြည်တဲ့ဆိုတဲ့နေရာမှာလည်းကိုယ်ဝယ်တဲ့ပစ္စည်းကဖြစ်မှဒီပစ္စည်းကိုပါရလားဆိုတာဖိတ်ချစွာယုံကြည်စွာနဲ့ဝယ်လို့ရပါတယ်ဒီစမ်းရှိတွေက Facebook page TikTok YouTube တွေမှာလည်းတင်ပေးထားရှိပါတယ်။လိမ်လည်မှုမရှိအောင်ကျွန်တော်တို့အမြဲတမ်းပုံလေးတင်ပေးထားပါတယ်။အဓိကတော့ကျွန်တော်နေတာလည်းအမြဲတမ်းပုံတင်ပြီးအောင်ချပေးတာဖြစ်ပါတယ်။ရှီရောလုံးဝပါပါဘူး။ရှီရောပါတယ်ဆိုရင်လည်းဝင်ပြန်အပ်ပေးပါတယ်။ဖိတ်ချက်စာနဲ့ဝင်လို့ရပါတယ်ခင်ဗျာ။ဘယ်လိုအားပေးကြတဲ့ customer တူတူရှင်တွေအောင်ကျေးဇူးတင်ရပါတယ်